ဝန်လင်းကိုတပ်ဖို့အတွက်အချိန်များစွာထွက်ပြေးကြည့်ရင်ပဲရှူလီကိုစီကနေနောက်ဆုံးမှတော့အလုံးမဖြစ်ပါဘူးအဲ့ဒီအရှင်းမရှိတဲ့ဓာဝိညာဉ်ဟာရုံးမာတဲ့အစာထက်တော့ပို့ပြီးတော့ဆိုးတယ်အချိန်ကမြင်ဆန်နဲ့ခုဆုံးသွားပါတယ်နောက်ထပ်6ပွဲရှင်မိုင်မှဖြစ်ပြီးဝန်လင်းက3ပွဲကိုအနိုင်ရထားပါတယ်နဆိုးဖို့ကျိုးတွေက2ပွဲမှအကူအညီကိုမရခဲ့တာကြောင့်အနိုင်ရဖို့အတွက်တူချင်းပွဲကိုတော့အနိုင်ယူရပါမယ်ရှူလီကိုကလည်းဝန်လင်းရဲ့တော်ရီထဲကိုပြောင်းလာပါတယ်ဓာဝိညာဉ်မာလေးကရှူလီကိုရဲ့နောက်ဆက်မှုကြောင့်ကြောက်ပြီးတော့ထွက်မလာတော့ဘူးဆိုတာကတော့မသိကြပါဘူးဓာလေးကိုဝင်သွားပြီးနောက်သူမထွက်မလာတော့ပါဘူးနဆိုးဖို့ကျိုးတွေရဲ့ပြိုင်ပွဲပထမနေ့ပြီးဆုံးသွားတဲ့အခါအတီးတီးကကိုယ့်အိမ်ကိုပြန်သွားကြပါတယ်ထုတ်ပွဲစဉ်ကနောက်ထပ်9ရက်ကနေ10ရက်ထိကြာမြင့်ပါတယ်ကံကောင်းထားတာနိုင်ရတဲ့လူတွေကသွားစရာမလိုတာကြောင့်ဝန်လင်းကအနားယူချိန်လေးရခဲ့ပါတယ်နဆိုးဖို့ကျိုးတွေရဲ့ပြိုင်ပွဲနဲ့ချင်းညံ့သူတွေရဲ့အပြန်အလှန်တက်ဖက်မှုကိုဝန်လင်းကနှိမ့်တိုင်းမမြင်ချင်ပါဘူးထိုကိစ္စကိုမတွေ့ပဲဝိုင်းတောက်ရင်လက်ဆောင်တောင်းနားထောင်ရတော့သူကပို့ပြီးတော့နှိမ့်တတ်ပါတယ်ပြီးတော့စိတ်အေးချမ်းရလည်းဖြစ်ပါတယ်ဝန်လင်းနဲ့ရှင်မိုလီခိုင်ရဲ့စိတ်ချင်တွေကတိတ်ပြီးတော့မကောင်းပါဘူးသူကပြိုင်ပွဲကိုနှိမ့်တိုင်းသွားပြီးမှတ်သားစရာကောင်းတဲ့နီးပညာများကိုမှတ်တမ်းတင်ပါတယ်ပြီးတော့ညာတိုင်းဝန်လင်းကိုသတင်းပို့ပါတယ်သူ့ရဲ့မျှော်လင့်ချက်အားလုံးဝန်လင်းပေါ်မှာပဲထားရှိထားပါတယ်ထိုရဲတွေအတွင်းမှာဝန်လင်းရဲ့နှလုံးသားသူ့ရဲ့တောက်ကိုရှာဖွေဖို့လက်ဆောင်တန်နေမှာပဲနင်းမြုပ်နေပါတယ်ထိုလက်ဆောင်တန်ကိုတော်တော်ကြာနားထောင်နေပေမဲ့လက်ဆောင်တန်ကိုလမ်းတော်လန်းတယောက်လိုပဲနားထောင်ခဲ့ပါတယ်ရှူလီကောတော့ဓာဝိညာဉ်မာလေးနဲ့တွေ့ပြီးတဲ့နောက်ဝန်လင်းကိုအဆက်မပြတ်ပြောနေပါတယ်သူ့ကိုလှုပ်ပေးဖို့နဲ့အလာလေးနဲ့တော်ခွင့်ပေးဖို့ပဲတောင်းဆိုနေပါတယ်ထိုနေ့မှာတော့လှေရမရောက်သေးတဲ့အချိန်မှာဝန်လင်းကမြေကမ်းပြီးမှဝိုင်ပလေးကိုကင်ပြီးတော့လဲနေပါတယ်ကောင်းလေးမှာရှိတဲ့အဖျော်မိုးတိတ်တွေကိုကြည့်ပြီးသူ့ရဲ့မျက်လုံးထဲမှာမိုးတိတ်နေရပြောင်းလဲနေသလိုပါပဲလူအများစုကမိုးတိတ်နေရလွင်မျောနေတဲ့အရာဝတ္ထုလို့ထင်ကြပေမဲ့လက်ဆောင်တန်လိုပဲဘာမှမဟုတ်ဘူးလွင်မျောနေတာသူ့ရဲ့နှလုံးသားမလှုပ်ရှားရင်မိုးတိတ်နေရငြိမ့်နေမယ်နှလုံးသားမကြောက်တတ်ရင်လက်ဆောင်တန်ပျောက်ကွယ်သွားမယ်ဝန်လင်းကဝိုင်းတငုံတောက်လိုက်ပါတယ်သူ့ရဲ့မျက်လုံးထဲမှာဇွေဇွာဖြစ်နေပါတယ်အာနာတက်ချင်အဆင့်ငါရဲ့နေပေကအကြီးမားဆုံးအာနာတက်ချင်အဆင့်ကိုရောက်ဖို့လွယ်ကူအောင်ဘယ်လိုလုပ်ရမလဲဒရေသားအဆင့်မှာလူတစ်ယောက်ကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုရောက်ဖို့သူ့ရဲ့နေပေကိုနားလေတယ်စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်မှာစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကိုရောက်ဖို့သူ့ရဲ့နေပေကိုအစစ်မှန်ဖြစ်အောင်လုပ်တယ်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်မှာသူ့ရဲ့နေပေကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်နိုင်ပေမဲ့အာနာတက်ချင်အဆင့်ကိုရောက်ဖို့ကတော့မလုံလောက်သေးဘူးငါရဲ့နေပေကငါရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်ပြီးသားဖြစ်ပြီးဝါကအိပ်ပျော်သွားတဲ့အချိန်မှာငါရဲ့တောင်နှလုံးသားပြည့်စုံသွားပြီဒါပေမဲ့ငါကဒဇင်းလိုသေးတယ်အဲ့ဒီဒဇင်းကဘာလဲလူတိုင်းကနေပေအမျိုးကိုနားလေကြတယ်ဒါကြောင့်တောင်နေပေအမျိုးကရှိကြတယ်ဒီအကြောင်းကိုမေးလို့လည်းမရဘူးမေးမဲ့ဆိုရင်တော့လမ်းမကိုရောက်သွားနိုင်တာကြောင့်အန္တရာယ်ရှိတယ်ငါကိုယ်တိုင်ပဲကြင်ကြံရမယ်ငါကိုယ်တိုင်ပဲနားလေရမယ်သူ့ရဲ့မျက်လုံးထဲမှာမတိကျမှုတွေကပို့ပြီးတော့ပြင်းထန်လာပေမဲ့ထိုအချိန်မှာရှူလီကောရဲ့အဟိတန်သူ့ရဲ့အုံနောက်ထဲကိုဝင်လာပါတယ်တခင်ကျွန်တော်ကိုလှုပ်ပေးပါအဲ့အလှလေးကကျွန်တော်ကိုတွေးကြည့်နေမှာတခင်စုံလဲလေးကိုခွဲထားဖို့တော့ကတော့မရက်ဆက်ဘူးလားတခင်ကျွန်တော်ကိုလှုပ်ပေးပါဝလင်းကမျက်လုံးကျိုးလိုက်ပါတယ်ရှူလီကောကထိုရက်ပိုင်းအစမပြတ်ပြောနေရကြောင်းသူတို့ကြားဆက်တက်မှုကိုပိတ်လိုက်ပါတယ်တိတ်ဆိတ်နေပြီးနောက်ရက်နေငယ်အကြာမှာရှူလီကောကဒဇိတ်ကိုဖျက်ပြီးထောက်လာပါတယ်ဝလင်းအရင်တော့ကမင်းကငါနဲ့အလှကြီးကိုခွဲလိုက်တယ်အခုမင်းကငါနဲ့အလှလေးကိုခွဲဖို့အတွက်ကြိုးစားနေတယ်မင်းကဘာကိုတွေးနေရလဲမင်းကမနာလိုဖြစ်နေရပဲမင်းကငါရဲ့အခြေကြီးကံကောင်းမှုတွေကိုမနာလိုဖြစ်နေရပဲရှူလီကောရဲ့ဒေါသထဲမှာမာနများလည်းပါဝင်နေပါတယ်ဝလင်းရဲ့မျက်လုံးများတော့အိပ်ဆက်သွားပါတယ်ရှူလီကောကတစ္ဆာရှိရင်ပဲထိုအကြောင်းနဲ့ရှင်ဝလင်းကသူ့ထက်အဆောင်များစွာပို့ပြီးတော့အကောင်းပါတယ်ဝလင်းရဲ့မကောဆွာဖြစ်တဲ့ရှူလီကောဝလင်းထက်အမြဲတမ်းအားနည်းနေရပါမယ်ဒါမှမဟုတ်အများကြီးတာလို့မရပါဘူးမဟုတ်ရင်ရှူလီကောရဲ့တစ္ဆာရှိမှုကချက်ချင်းပဲပြတ်ကွက်သွားပါလိမ့်မယ်ဘလူးနဲ့ဆိုကလန်ရဲ့ဘိုးဘေးရဲ့စကားကောင်းကဥပမာတစ်ခုပါပဲအလုံးစုံမရှိသူလင်းထင်းဟိုဒါမှမဟုတ်ဘိုးဘေးကြီးတဲလို့ဆိုရင်တော့ရှူလီကောကဝလင်းကိုချက်ချင်းပဲတစ္ဆာဖောက်ပါလိမ့်မယ်ယခုအားနည်းချက်အပြင်ထိုနှဆိုးမှာနောက်ထပ်ပြဿနာတစ်ခုကလည်းရှိပါသေးတယ်မိမတယောက်ကိုတွေ့တာနဲ့လုံးဝကိုခွဲပြားတဲ့လူတယောက်ဖြစ်ပြောင်းလဲသွားပါတယ်ဝလင်းကထိုအကျင့်ကိုလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာပြပြင်ပြီးသွားပြီလို့ထင်ခဲ့မိမယ်ယခုလိတော့အတူတူပဲဖြစ်နေပါတယ်တဘောရင်ရှူလီကောကတဘောအဖြစ်ကြောက်တဲ့အတွက်ကြောထောင်းနောက်ခံမရှိဘူးဆိုရင်ဝလင်းကိုဒီလိုမျိုးမပြောရပါဘူးဟင်းကပရာဂျိုကနေထွက်သွားပြီးတဲ့နောက်ရှူလီကောကအရာများသောကိုဖုံးကွယ်ထားပုံရပါတယ်ဝလင်းရဲ့မျိုးလုံးထဲမှာလည်းအစ်စမှုများပို့ပြီးတော့များလာပါတယ်ရှူလီကောကဝလင်းရဲ့စိတ်အချင်းတွေကိုမသိပဲဆက်ပြီးတော့ပြောနေပါတယ်ဝလင်းမင်းကငါစီကအလှကြီးကိုယူသွားတော့မင်းမတခုခုအသုံးမဲ့လို့ငါထင်ခဲ့တာဒါပေမဲ့မင်းကငါရဲ့အလှကြီးကိုမင်းနဲ့လူမေဆိုတဲ့ပြည်စာမအတွက်အသုံးချခဲ့တာဝလင်းကတင်းငင်စွာနဲ့မင်းကလုံလောက်ကိုပြောပြီးပြီလားဝလင်းကပြောလိုက်ပါတယ်လုံလောက်ပြီလားမလုံလောက်သေးဘူးငါ့ကိုထုတ်ပေးငါအလှလေးကိုရှားမယ်အဲ့ဒါဆိုရင်တော့လုံလောက်ပြီရှူလီကောရဲ့အတန်ကလည်းအားနေလာပါတယ်သူပြောခဲ့တဲ့တခုခုကထိုနှဆိုးကိုဒေါသထွက်စေတယ်လို့ခန်းစားမိပေမဲ့ထိုအချိန်အတွင်းသူသင်ယူခဲ့တဲ့နည်းပညာများကိုတွေ့ပြီးတဲ့နောက်သူ့ရဲ့ရဲစွမ်းတတိယရုပ်တရက်တိုးလာပါတယ်ရှူလီကောကစပြောတော့မယ့်ချိန်မှာဝလင်းကသူ့ရဲ့တုံအိတ်ကိုပို့လိုက်ပြီးကုန်းလေးပုံထားကိုထုတ်လိုက်ပါတယ်ရှူလီကောကလည်းဝမ်းသာအားနဲ့ကြွကြော်လိုက်ပြီးကုန်းလေးပုံထားကနေချက်ချင်းပဲထွက်လာပါတယ်ထူထဲတဲ့အနဲအောင်မြခိုးတွေကလည်းရှူလီကောဖြစ်ပြောင်းလဲသွားပါတယ်သူကရင်မောလိုက်ပြီးနန်းတော်စီကိုတက်တက်မမတ်ပြန်သွားတော့ပါမယ်တို့ကရင်ထိုအချိန်မှာပဲဝလင်းရဲ့မျက်လုံးများအိပ်ဆက်သွားပြီးသူ့ရဲ့ညာလက်ကကုန်းလေးပုံထားကိုဆုပ်ကန်လိုက်ပါတယ်သူကဓာတ်ကိုထိကန်လိုက်တဲ့အချိန်မှာဓာတ်ဆွဲရဲ့အလေးများထွက်လာပြီးဓာတ်ကတုန်ခါသွားပါတယ်ရှူလီကောကလည်းဝလင်းရဲ့ဘက်ကိုချက်ချင်းပဲလှည့်ပြီးဝလင်းမင်းကဘာလုပ်နေရလဲသူကအဖိလိုက်ပါတယ်ဝလင်းကတော့ရှူလီကောအိပ်ဆက်စွာနဲ့ကြည့်လိုက်ပါတယ်ထိုအကြီးကရှူလီကောရဲ့ကိုယ်ပေါ်ရေးတပုံနဲ့လောင်းချသလိုပါပဲသူ့ရဲ့ကာမစိတ်တွေကနေချက်ချင်းပဲလှုပ်ထလာပါတယ်ရှူလီကောအတွက်ဝလင်းရဲ့အကြည့်တွေကသူ့ကိုနှဆိုးဖြစ်ပြုလုပ်ခဲ့တဲ့နေ့ကိုချက်ချင်းပဲသတိရစေပါတယ်ပြီးတော့လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာမြင်ကွင်းမျိုးကသူ့ရဲ့စိတ်ထဲမှာပေါ်
ပေါ်လာပါတယ်ဒါကမကောင်းဆိုးပါပဲသူကဘာလို့ဖို့အတွက်စာနာရှိနေရလဲသူကထံမိသားစုတစ်ခုလုံးကိုတတ်ခဲ့တယ်ဟင်းသာဗရာဂျိုဘောကလူတွေကိုမရင်မတွက်နိုင်အောင်တတ်ခဲ့တယ်ငါရှူလီကောကတောင်းလို့သွားပါတယ်တခင်ရှူလီကောကချက်ချင်းပဲပြောလိုက်ပါတယ်ဝယ်လင်းကတော့ရှူလီကောအစ်ဆက်ဆွမ်းနဲ့ကြည့်လိုက်ပါတယ်ဝယ်လင်းကဒီလိုပို့လို့လေသူကပို့ကြောက်လိပါပဲဝယ်လင်းရဲ့အတိတ်ကတက်ခတ်မှုတွေရဲ့မြင်ကွင်းမျိုးကသူ့ရဲ့နှလုံးသားထဲမှာပေါ်လာပါတယ်မင်းကိုနှဆိုးခန္ဓာကိုငါပေးခဲ့တယ်ဒါဝိညာဉ်အဖြစ်တက်လန်းစေခဲ့တယ်မိကိုမေကောက်ွယ်ဖို့အတွက်ကောင်းကင်ဘုံထားထဲမှာနေခွင့်ပေးခဲ့တယ်ဝယ်လင်းရဲ့အတန်တင်းငင်ပေမဲ့ရှူလီကောရဲ့နားထဲကိုရောက်တဲ့အခါသူ့ကိုယ်သူချိန်စဲနေပြီးပါတယ်ဒါတွေအားလုံးအခုငါပြင်ပြီးတော့မယ်ဝယ်လင်းရဲ့ဖေလက်ကကောင်းကင်ဘုံထားကိုပဆွဲတဲ့အခါရှူလီကောကဝယ်နဲ့ဖေအောင်အုပ်လိုက်ပါတယ်ဝယ်လင်းကသူ့ရဲ့ဓာတ်ရဲ့ဆက်သက်မှုကိုဖျက်တောက်လိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတုံးလို့သွားပါတယ်ရှူလီကောရဲ့ခန္ဓာကိုယ်ကလည်းမင်းနဲ့နေတဲ့မြစ်ခိုးတွေဖြစ်ချက်ချင်းပဲပြောင်းလဲသွားပါတယ်ဝယ်လင်းကသူ့ကိုကောင်းကင်ဘုံထားကနေဖျက်တောက်လိုက်တဲ့အချိန်မှာရာဇဝတ်ပေါင်းများစွာမခံစားရတဲ့တစ်ဖက်ချင်တဲ့စိတ်ကိုခံစားလိုက်ရပါတယ်ဒါကတကယ်ကိုတစ်ဖက်ချင်တဲ့စိတ်ပဲအဲ့နဲ့ဆိုကငါ့ကိုတက်ချင်နေတာရှူလီကောကလည်းအုပ်လိုက်ပြီးချက်ချင်းပဲထွက်ပြေးခြင်းပါတယ်ဝယ်လင်းကိုဘလူးနဲ့ဆိုမျိုးနဲ့ဆိုဘိုးဘေးရဲ့အကူအညီနဲ့ကူညီပြီးတဲ့နောက်သူ့ဘဝရဲ့အများစုမှာထိုတစ်ဖက်ချင်တဲ့စိတ်ကိုမခံစားရတော့ပါဘူးကြားတော့ကောင်ကတကယ်ကိုကြားပဲဘလောက်ပဲရှင်းပါစေကြောင်တော့မဖြစ်တော့ဘူးရှူလီကောကသူ့ရဲ့ဇာတိရွာရှေးဦးစကားကိုသတိရပြီးသူ့ရဲ့နှလုံးသားထဲမှာခါတိဆော်နဲ့ပြောလိုက်ပါတယ်ရှူလီကောကထွက်ပြေးတော့မယ့်အချိန်မှာဝယ်လင်းရဲ့မျက်လုံးများအစ်ဆက်သွားပြီးရှူလီကောရဲ့ရှေ့မှာအတားစီးတွေမေးမတွက်နိုင်အောင်ဖြစ်ပေါ်စေပါတယ်ပြီးတော့ရှူလီကောအုပ်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကဓာတ်ဆွမ်းရဲ့ရောင်ခြည်တစ်ခုဖြစ်ပြောင်းလဲသွားပါတယ်ဝယ်လင်းကချမှတ်တဲ့ကန့်သက်ချက်တွေကိုလည်းချိုးဖျက်ပြီးအဝေးကိုထွက်ပြေးသွားနိုင်ခဲ့ပါတယ်ဝယ်လင်းရဲ့မျက်လုံးများကလည်းကျဉ်းမြောင်းသွားပြီးလောင်ပြောင်တဲ့အပြုံတစ်ခုကပေါ်လာပါတယ်ရှူလီကောကဓာတ်အဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်လူမျိုးတွေကိုအမှန်တကယ်ကိုဖုံးကွယ်ထားခဲ့တာပါထိုအရာတွေကဟင်းသာဗရာဂျိုမှာသူမသိခဲ့တဲ့အရာတစ်ခုပါထိုအချိန်မှာသူ့ရဲ့တွန်တော်အထင်ကနေပောက်ကွဲတံများထွက်ပေါ်လာပါတယ်သူ့ရဲ့တွန်တော်အထင်မှာတစ်ခုခုဖြစ်နေရဆိုတာရှင်းနေပါတယ်သူကလက်ကုပ်ဖျင်းပြီးအိပ်ဘောတစိမ့်တွေကိုတိုးမြင့်လိုက်ပါတယ်ထိုအရာကိုလုပ်ပြီးတဲ့နောက်ရှူလီကောကထွက်ပြေးသွားတဲ့နေရာကိုအစ်ဆက်ဆွန်နဲ့ကြည့်ပြီးပြန်လာခဲ့သူကပြောလိုက်ပါတယ်သူကပြောလိုက်တဲ့အခါရှူလီကောရဲ့ခန္ဓာကိုယ်ထဲမှာသူထားခဲ့တဲ့ကန့်သက်ချက်တွေကစတင်ပြီးတော့အသက်ဝင်လာပါတယ်ရှူလီကောရဲ့အော်တန်ကလည်းအဝေးတနေရာကနေထွက်ပေါ်လာပေမဲ့မကြခင်မှာပဲထိုအော်တန်ကပြောက်ကွယ်သွားပါတယ်ဝယ်လင်းရဲ့မျက်လုံးများကလည်းပို့ပြီးတော့အစ်ဆက်လာပါတယ်ငါထင်ထားတဲ့အတိုင်းပဲဒီနဆိုးရှူလီကောကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာငါထားခဲ့တဲ့ကန့်သက်ချက်တွေကိုစန့်ကျင်ဖို့ယုံကြည်ချက်မရှိဘူးဆိုရင်ဒီလောက်ထိမှန်တာခံမှာမဟုတ်ဘူးဝယ်လင်းကချစ်လန်းတိုးပြီးတဲ့နောက်ပေတထောင်ကိုဖျက်ကျော်သွားပါတယ်ရှူလီကောကလည်းတနည်းနည်းနဲ့ကန့်သက်ချက်တွေကိုခုခံနိုင်ခဲ့ပေမဲ့သူနဲ့ဝယ်လင်းကြားစစ်သက်မှုတော့ဖျက်နိုင်ခဲ့ပါဘူးထို့သောပုံစံနဲ့ပဲဝယ်လင်းကသူ့ကိုဖမ်းနိုင်ခဲ့ပါတယ်ရှူလီကောကအပြင်းထန်နဲ့ထွက်ပြေးနေပါတယ်သူကအရင်ကဝိညာဉ်တစ်ခုဖြစ်ခဲ့ပေမဲ့ယခုတော့ဓာဝိညာဉ်ဖြစ်လာတော့သူ့ရဲ့အမြန်တော့ကအရင်အထက်အများကြီးပို့ပြီးတော့မြန်လာပါတယ်ယခုချိန်မှာကြောင်မှုကြောင့်သူ့ရဲ့အစွမ်းစားအပြည့်အဝကိုထုတ်ဖော်ပြီးဝိညာဉ်တစ်ကောင်လိုထွက်ပြေးနေရပါတယ်နဆိုးငါဒီလောက်ထိပံ့ပိုးပေးခဲ့ပြီးတော့မင်းကတကယ်ပဲငါ့ကိုတတ်ဖို့အတွက်ကြိုးစားတယ်ငါအနာလေးတယောက်ကိုချစ်မိတာပဲမဟုတ်ဘူးလားငါလှုပ်ဝက်ချက်လေးတစ်ခုကိုဖရာတာပဲမဟုတ်ဘူးလားကောင်းကင်ဘုံထားနဲ့အမဲလေးကိုယူပြီးထွက်ပြေးဖို့အခွင့်အရေးချပြီးဆုံးဖြတ်လိုက်တာပဲမဟုတ်ဘူးလားရှူလီကောကတပင်းကိုချပြီးထိုနဆိုးကဘာလို့သူ့ကိုတက်ချင်လဲဆိုတာသဘောပေါက်လိုက်ပါတယ်အမဲလေးနဲ့တွေ့ပြီးတဲ့နောက်ဓာဝိညာဉ်တွေအသုံးပြုတဲ့မန်နဲ့အများကြီးကိုသူကတင်ခဲ့ပါတယ်ဒါအပြင်အမဲလေးရဲ့အကူအညီနဲ့သူတို့နှစ်ယောက်ကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထားခဲ့တဲ့ဝယ်လင်းရဲ့ကန့်သက်ချက်တွေကိုဖြေလျှော့ဖို့အများကြီးကိုကြိုးစားခဲ့ပါတယ်ရှူလီကောကရန်ကုန်မှာကြောက်တတ်တဲ့အတွက်အမြဲတမ်းသတိထားနေပါတယ်ဝယ်လင်းကအခြားတယောက်နဲ့တိုက်ပွဲကြီးတိုက်နေတဲ့အချိန်အခွင့်ကောင်းယူပြီးသူ့ရဲ့ကိုယ်ပေါ်ကဒစိမ့်တွေကိုဖျော်ခဲ့တာကြောင့်ဝယ်လင်းကမသိလိုက်ပါဘူးအစားတော့သူကအရန်ကိုဂုဏ်ယူခဲ့ပေမဲ့ဝယ်လင်းရဲ့တန်တရားနဲ့ပရိယောကိုရှော့တက်မိခဲ့ပြီးသူ့ရဲ့လင်ညာမှုတွေကိုဝယ်လင်းမမြင်အောင်လုပ်ခဲ့မိပါတယ်ဟောဒီလိုဖြစ်မဲ့ဆိုတာကငါသိခဲ့ရင်ရှူလီကောကခေါင်းခပြီးတော့အမြဲပဲထွက်ပြေးနေပါတယ်သူကအရန်ကိုမြန်ပါတယ်ကောင်းကင်နှဆိုးမျိုးရဲ့အပြင်ကိုရောက်တော့ပါမယ်သူကနန်းတော်ကိုပြန်ကြည့်ပြီးတည်ကြည်တဲ့မူရကိုပြသလိုက်ပါတယ်နှုတ်ဆက်ပါတယ်ငါရဲ့ချစ်ရတဲ့အလားလေးတနေ့မှငါမင်းကိုပြန်ပြီးတော့လာရှာမယ်ရှူလီကောကအခုချိန်ကြီးသူ့ရဲ့အလားလေးကိုပဲတွေးနေပြီးသူ့ရဲ့ညီလေးအမဲလေးကိုတော့လုံးဝမင်းနေပါတယ်ရှူလီကောကဝမ်းနေတဲ့အမူအရာကိုပြပြီးပြန်လဲသွားတော့မဲ့အချိန်မှာရုတ်တရက်ရပ်တန့်သွားပါတယ်သူ့ရဲ့အမူအရာကလည်းအနေငယ်ပြောင်းလဲသွားပြီးချက်ချင်းပဲချိုတာတဲ့အမူအရာနဲ့တခင်ရဲ့အမြန်တော့ကအရောင်းမြန်လာပဲတခင်ရဲ့ကြင်ကြံမှုကအများကြီးကိုတိုးတက်လာပုံရတယ်တခင်မင်းကငါရဲ့တခင်ဖြစ်ဖို့အတွက်ထိုက်တန်တယ်ဝယ်လင်းကရှူလီကောရဲ့ရှေ့ပစ်တယောက်ကမှပေါ်လာပါတယ်သူ့ရဲ့မျက်နှာမှာတော့စိတ်ဝင်စားတဲ့အမူအရာနဲ့ဝယ်လင်းကဖြည်းဖြည်းချင်းပြောလိုက်ပါတယ်မိမအရောင်းကိုတတိရှိနေရပဲရှူလီကောရဲ့ခန္ဓာကိုယ်ကလည်းတုံးလို့သွားပြီးမြေပြင်ပေါ်မှာဒူးထောက်လိုက်ပါတယ်ပြီးတော့သူကရင်ဘတ်ကိုထုတ်ပြီးတောင်းပန်ပါတယ်တခင်ကျွန်တော်ကမှားတော့ပါပြီတကယ်ကိုမှားတော့ပါပြီနောက်တစ်ခါဘရောမှမလုပ်ရတော့ပါဘူးထိုနေရာကိုရောက်တာနဲ့ဝယ်လင်းရဲ့တွန်ဝါကြီးပေါ်ကကန့်သက်ချက်ဖြုတ်ခွဲသွားပြီးအနေရောအလင်းနဲ့တခုကသူ့ရဲ့ခွင့်ပြုချက်မရှိပဲအိတ်ထဲကနေထွက်လာပါတယ်အနေရောအလင်းနဲ့မြုံနိုင်လောက်အမြန်လုံးနဲ့ဝယ်လင်းစီကိုဥတီပြီးတော့ပြန်လာပါတယ်ဝယ်လင်းကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလဲအဆင်းမှာပဲရှိသေးမှဆိုရင်တော့ထိုအကွာဝေးကနေရှောင်ဖို့ကမဖြစ်နိုင်ပါဘူးစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ပိုင်းဆင်းရဲထုတ်ထိပ်မှာရှိတဲ့ယခုချိန်မှာတော့ရှောင်ဖို့ကမလွယ်ပါဘူးသူကရင်ယခုချိန်မှာဝယ်လင်းကထိုအနေရောအလင်းတန်းကိုကြည့်တော့မကြည့်ပါဘူးဒီတစ်ခါထိုအနေရောလာကြတော့သူကလုံးဝကိုထင်ချိုးလိုက်တော့ပါမယ်အတ္တစိတ်ကဝယ်လင်းရဲ့ခန္ဓာကိုယ်အမြဲပဲဝင်းရလိုက်ပါတယ်ဒါကလည်းအတ္တစိတ်နဲ့ထိမိတဲ့အခါအတန်များထွက်ပေါ်လာပါတယ်အနေရောလာကြကလည်းပြန်ပြီးတော့လွတ်ထွက်သွားပါ
ပါတယ်ဝလင်ကလှမ်းယူလိုက်ပြီးမဲ့အနဲကိုလာချန်တာရှောင်းလဲနိုင်ခဲ့ပါတယ်ပြီးတော့တပတ်ပတ်ပြီးဝလင်းစီကိုအမြင်မဲ့ပြန်ပြီးတော့အတင်းဝင်လာပါတယ်ဒီတစ်ခါသူ့ရဲ့ပြမကဝလင်းရဲ့မျက်ခုံးတစ်ခုကြားနေရပါတိုက်ခိုက်တန်တွေကိုထမှန်ကြားပြီးတော့အနဲကိုလာချန်တာထမှန်ပြီးတော့ပြတ်ထွက်သွားပါတယ်ဒီတစ်ခါမှာအလိုမှဒေါသထွက်နေတဲ့ပုံရပြီးနောက်ဆုတ်ကတိုက်ခိုက်ဖို့အတွက်ကြိုးစားပါတယ်သူကရင်ထိုအချိန်မှာပဲရုတ်တရက်ရှူလီကိုရဲ့ဘက်ကိုလက်ကရှူလီကိုခေါ်ပြီးတော့ထွက်ပြေးဖို့အတွက်ကြိုးစားပါတယ်စိတ်ဝင်စားစရာပဲဝလင်းရဲ့မျက်လုံးများလေးလက်သွားပါတယ်ယခုအသက်တစိမ့်တွေနဲ့တိုက်ခိုက်နေရကြောင်းလာချန်တာကိုကြိုက်တယ်ဖို့ပထမအချိန်အထက်အတော်လေးကိုပို့ပြီးတော့လွယ်ကူလာပါတယ်လာချန်တာရှူလီကိုစီကိုပြန်လာတဲ့အခါဝလင်းကချစ်တလန်နှမ်းလိုက်ပါတယ်ကောင်းကင်ဘုံစွမ်းရည်က6ရောက်ကနေမဟုတ်ပြုကမီတာ800ကျော်ထိချက်ချင်းပဲပြန့်နှံ့သွားပြီးရှူလီကိုရဲ့ခန္ဓာကိုယ်ထဲကဒစိမ့်နဲ့ချိတ်ဆက်မိပြီးရှူလီကိုခဏတာနေသွားစေပါတယ်ရှူလီကိုကလည်းသူ့လုပ်ခဲ့တာတွေကိုနောက်လိုက်ရနေတဲ့ပုံပေါ်ပြီးမဲ့တွင်းစိတ်မှာတော့ဝလင်းကိုအကြီးကျယ်ကျင်စဲနေပါတယ်ဒိုးကရင်ထိုရကလည်းဘာမှအကျိုးမရှိပါဘူးတစ်ချိန်တည်းမှာပဲဝလင်းရဲ့လက်ကလောဖြန့်လိုက်ပြီးအတားစီးတွေကိုဖန်တီးကလေထဲမှာယူလျားစေပါတယ်ထိုအတားစီးတွေကနေပို့ပြီးတော့ကြီးတဲ့အတားစီးတစ်ခုကိုသူကဖန်တီးလိုက်ပါတယ်အတားစီးအစုံတစ်ခုကလုံနေပြီးလုံနေတဲ့အပိုင်းကရှူလီကိုရဲ့ခန္ဓာကိုယ်ထဲမှာရှိနေပါတယ်ဝလင်းကယခုအတားစီးတွေကိုအားစိတ်ထုတ်လုပ်ထားပေမဲ့သူ့လုံးနေတာဒီထက်ပို့ပြီးတော့အားနေတဲ့အတားစီးတွေဖြစ်နေတော့မှအတားစီးတွေကပွင့်လာတဲ့အခါရှူလီကိုရဲ့ခန္ဓာကိုယ်ကအလိုလျောက်ထိုဘက်ကိုပြန်သွားပါတယ်လာချန်တာကလည်းအလွန်စိုးရိမ်ပြီးထိုရောက်ရက်တက်မှုအတွက်ကြိုးစားပေမဲ့ဝလင်းကချစ်တလန်းနဲ့ထိုအရှိကိုရောက်ရှိသွားပါတယ်လာချန်တာကလည်းရှောင်းရတာကြောင့်နှောင့်နှေးသွားပြီးရှူလီကိုကအတားစီးတွေသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားတော့ကြည့်နေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလည်းတုံရင်သွားပြီးချုံမောတဲ့အပြုံနဲ့တောင်းပလိုက်ပါတယ်တခင်မြင်လားအခုအတားစီးကလည်းရှိနေပြီဆိုတော့ကျွန်တော်ကိုခွင့်လွှတ်ပေးပါကျွန်တော်ကနောက်ထပ်ပုံကံတော့မှမဟုတ်ပါဘူးဝလင်းကရှူလီကိုလေးလိုရှူကလာချန်တာစီကိုလှမ်းလိုက်ပါတယ်လာချန်တာကထမှန်ရှောင်ဖို့အတွက်ကြိုးစားပေမဲ့ဝလင်းရဲ့မျက်လုံးများအိပ်ဆက်သွားပြီးသူကအော်ဟစ်လိုက်ပါတယ်တောက်ဖြတ်ခြင်းစွန့်ရင်ထိုအချိန်မှာဝလင်းရဲ့မျက်ခုံးတစ်ခုကြားကနေမိကုန်းအမွှေးများထွက်လာပါတယ်မိကုန်းအမွှေးမြင်3000ကျော်ထွက်လာပြီးလာချန်တာကိုဝိုင်းလိုက်ပါတယ်ဒိုးကရင်လာချန်တာကလည်းအရုံးမှမြင်ပါတယ်မိကုန်းအမွှေးတွေကဝိုင်းချိန်မရခင်မှာပဲအပြင်ကိုထွက်သွားနိုင်ခဲ့ပါတယ်ဒိုးကရင်လာချန်တာကလွတ်မြောက်သွားခါနီမှာဝလင်းကရှေ့မှာကာထားပြီးပြန်ပြီးတော့တွန်းပို့လိုက်ပါတယ်ဝလင်းကစုဝေးစံသူကပြောလိုက်ပါတယ်တစ်ဖက်ချင်းစွန့်ရင်3000ကျော်ကမြန်ဆန်နဲ့စုပြုံပြီးစဝိုင်းလုံးကြီးတစ်လုံးဖြစ်သွားပါတယ်စဝိုင်းလုံးရဲ့အတွင်းကနေဓာတ်တိုက်ခိတ်တန်တွေကထွက်လာပြီးမဲ့လာချန်တာကတော့ဘလို့လို့အပြင်ကိုထွက်မလာနိုင်ပါဘူးဝလင်းကလာချန်တာကိုမကြည့်တော့ပဲအေးစတဲ့ကြီးနဲ့ရှူလီကိုကြည့်လိုက်ပါတယ်ရှူလီကိုရဲ့ခန္ဓာကိုယ်ကလည်းတော်ရင်သွားပြီးတဟီဟီနဲ့ရလိုက်ပါတယ်တခင်ဘာမြင်အမေပေးချင်းပါလေကျွန်တော်အမေလေးစီကိုသွားခိုင်းချင်တာလားကျွန်တော်နောက်သူ့ကိုနာခံလို့ကျွန်တော်လုပ်ပေးပါမယ်ဝလင်းကရှူလီကိုကြည့်ပြီးတော့မေးလိုက်ပါတယ်ငါဘာလို့မင်းကိုဒါဝင်းညစ်စီတောက်ခွင့်မပေးတာလဲဆိုတာမင်းကသိလားရှူလီကိုကတော့ခေါင်းညစ်ပြီးကျွန်တော်ကသိပါတယ်ကျွန်တော်ကနားလိုက်ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့မင်းကငါနဲ့အလားလေးကိုခွဲထားချင်တာသိတာလေမင်းကိုယ်တိုင်ကအလားလေးကိုစိတ်ဝင်စားနေရပဲဖြစ်ရမယ်ငါရဲ့ဇနီးကိုငငယ်ရွယ်နဲ့ခိုးယူခံရတဲ့ငါရဲ့ဘဝတကယ်ကိုကန်ဆိုးတာပဲသူ့ရဲ့စိတ်ထဲမှာတော့ထွတ်ထွတ်တွေးနေပါတယ်ကောင်းကင်နှဆိုးမျိုးမှာပါရမီရှင်တွေအများကြီးရရှိတယ်ဘယ်ကိုဘယ်သူကမှမရှာတွေ့ဘူးလို့မင်းကတကယ်ပဲထင်နေရလားမင်းရဲ့အားနေတဲ့ကျင့်ကြံမှုနဲ့သာဆိုမင်းကိုတွေ့သွားပြီးတော့ဖမ်းမိနိုင်တယ်မင်းရဲ့အသီးစိတ်ကိုလည်းဖြစ်ပြီးသူတို့ရဲ့ယတနာအတွက်ဓာဝညင်ဖြစ်သွားလိမ့်မယ်ရှူလီကိုမင်းကအခုချိန်ထိနားမလည်သေးဘူးလားဝလင်းရဲ့အတန်ရှူလီကိုရဲ့နှလုံးသားထဲမှာအီယမခေါင်းလုံးတန်လိုမျိုးပဲ့နေထွက်သွားပါတယ်သူကအန်အသစ်ဆောင်နဲ့ကြောင်းသွားပါတယ်ပြီးတော့အားနဲ့ဆောင်နဲ့ကျွန်တော်ကိုရှာတွေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူကပြောလိုက်ပါတယ်သူ့ရဲ့နှလုံးတွေကလည်းခုန်လာပါတယ်ဝလင်းရဲ့စကားကိုနားထောင်ပြီးတဲ့နောက်သူက80ရာခိုင်နှုန်းယုံကြည်သွားပါတယ်သူ့ကိုအခြားတစ်ယောက်ကဖမ်းပြီးရင်ဘလူးနဲ့ဆိုမျိုးနဲ့ကအကြီးကဲလိုမျိုးဖြစ်မလားလို့တွေးမိပါတယ်ဒါပေမဲ့အလှလေးရဲ့ပိုင်ရှင်ကဖမ်းမိရင်တော့ကောင်းတာပေါ့အဲ့ဒါဆိုရင်ငါနဲ့အလှလေးကအတူတူရှိနိုင်မှာရှူလီကိုကထိုးသွတ်တွေးမယ်ဝလင်းကိုတော့မပြောရပါဘူးဝလင်းကတော့ရှူလီကိုရဲ့အတွင်းစိတ်ကိုမြင်နေရသူလိုအစ်ဆက်ဆောင်နဲ့ကြည့်နေပါတယ်ရှူလီကိုကတော့စိုးရိမ်နေမယ်နောက်မဆုတ်ပဲမျိုးလုံးများဖြူပြပြီးဝလင်းကိုကြည့်နေပါတယ်သူ့ရဲ့စိတ်ထဲမှာတော့အောက်ထားရင်ငါအနိုင်ရမှာပို့ပြီးတော့စိတ်လိုရှားလေးဒီပုံစံကိုပို့ထင်းရလေပဲသူကတွေးနေပါတယ်ဝလင်းကဖြည်းဖြည်းချင်းမင်းကလာချန်တာရဲ့ဓာဝင်းညင်စီကအများကြီးကိုတင်ယူခဲ့တယ်သူကပြောလိုက်ပါတယ်ရှူလီကိုကမျက်တောင်ခတ်ပြီးဝလင်းကိုသူတင်ယူခဲ့တဲ့ဓာနီပညာတွေအားလုံးကိုပြပလိုက်ပါတယ်သူ့ရဲ့ရှိနေခြင်းကိုဘယ်လိုဖုံးကွယ်ရမလဲကောင်းလေးပုံဓာတ်နဲ့ဘယ်လိုပေါင်းစည်းရမလဲအပြည့်အဝစွမ်းအားနဲ့ကောင်းလေးပုံဓာတ်ကိုဘယ်လိုအားကောင်းအောင်လုပ်ရမလဲဆိုတာအားလုံးကိုသူကပြပလိုက်ပါတယ်သူကပြောနေရင်ဝလင်းရဲ့စိတ်ခံစားချက်ကိုအရန်အောင်မှသတိထားနေပါတယ်ရာစုနှစ်ပေါင်းများစွာထိုကဲ့သို့ခံစားချက်မျိုးမခံစားရတာကြာပြီဖြစ်ပေမဲ့ယခုပြန်ခံစားရတော့လေသူ့အတွက်တိတ်ပြီးတော့မဆိုင်ပါဘူးရှူလီကိုကပြောရတဲ့ကိုနားထောင်ပြီးတဲ့နောက်ဝလင်းကတစ်ဖက်ချင်းစွမ်းရည်နဲ့ဖယ်စီးထားတဲ့စလုံးကိုလှမ်းယူလိုက်ပါတယ်အတွင်းကနေဘာအတန်မှမကြားတော့ပါဘူးဝလင်းကစလုံးကိုထိလိုက်တဲ့အခါတစ်ဖက်ချင်းစွမ်းရည်ကျိုးတွေကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြောင်းသွားပါတယ်တစ်ဖက်ချင်းစွမ်းရည်ရာဂဏန်းလောက်ပဲကျန်တော့တဲ့အခါဓာစွမ်းရည်တစ်ခုကရုတ်တရက်ထွက်လာပါတယ်ဒိုးရရင်တစ်ဖက်ချင်းစွမ်းရည်နဲ့ညီးနေရကြောအချိန်ကနှေးသွားပါတယ်ဝလင်းကတော့အစင်သက်ဖြစ်နေပါပြီသူ့ရဲ့လက်ချောင်းလေးကိုညှစ်လိုက်တော့ဓာစွမ်းရည်ကချက်ချင်းပဲပျက်စီးသွားပါတယ်လာချန်တာကတော့သူ့ရဲ့လက်ချောင်းလေးကြားမှာရုပ်ကပ်နေပါတယ်ဝလင်းကပါးစပ်ဟပြီးမူလစွမ်းရည်တွေကိုလာချန်တာဘုတ်ကိုထွေးချလိုက်ပါတယ်ပြီးတော့သူ့ရဲ့မျက်လုံးတွေကတောက်ပေါက်သွားပါတယ်သူ့မှာဖြည်းဖြည်းချင်းတန်းစင်ဖို့အတွက်အချိန်မရှိတာကြောင့်ဓာတ်ရဲ့နီလန်းကိုပဲယူလိုက်ပါတယ်ဓာဝင်းကြီးမှာထိခိုက်မှုမရှိပဲသူ့ရဲ့မူလစွမ်းရည်ကိုလာချန်တာလေးကိုထည့်သွင်းလိုက်ပါတယ်ထို့သွင်းလို့ပြီးတဲ့နောက်သူ့ရဲ့ညာလက်ကိုဝင်ရလိုက်တော့လာချန်တာထွက်ပြတ်သွားပြီးဓာတ်ဒုက္ခတံများကလည်းထွက်ပေါ်လာပါတယ်ဝလင်းကကုန်းလေးပုံဓာတ်ကိုထုတ်ယူပြီးရှူလီကိုစီကိုပြစ်လိုက်ပါတယ်ရှူလီကိုကပျော်ရွှင်တဲ့အမူအရာနဲ့ဓာတ်နဲ့ပေါင်းစည်းသွားခြင်းကိုအတော်လေးကိုစိတ်သာရသွားပါတယ်လာချန်တာကလည်းလေထဲမှာရက်တက်နေပြီးရှူလီကိုကအန်ရကင်းသွားတော့သတိထားမိတဲ့အခါတွေ့ရတော့ပါတယ်ဝလင်းကိုသူကမကြိုက်ပေမဲ့ရှူလီကိုစံနမူနာလုပ်လိုက်ပြီးဝလင်းရဲ့ဘေးမှာရက်တက်နေပါတယ်ပို့ပြီးတော့တိတိကျပြောမယ်ဆိုရင်လာချန်တာရှူလီကိုရဲ့နောက်ကိုလိုက်နေရပါရှူလီကိုကကောင်းလုံးဓာတ်ထဲမှာရှိနေပြီးအနည်းကိုလာချန်တာကိုကြည့်ကအရောင်းကိုခုံနေတဲ့
တဲ့ပုံနဲ့ကြည်စံအဲ့နှစိုးကောင်ကဒီအမဲလေးကိုမနိုင်ဘူးငါကတော့ညိုတစ်ချုပ်ခွင်ရလိုက်တာနဲ့သူကငါရဲ့ညီငယ်လေးဖြစ်သွားတာဒီနှစိုးတဲ့ငါရဲ့ဆွဆောင်မှုကပို့ပြီးတော့အားကောင်းတယ်ထင်တယ်ထိုအကြောင်းကစဉ်းစားရင်သူ့ကိုယ်သူအရန်အောင်မှကျင်းနေပါရင်ဒီနှစိုးကဘလောက်ပဲအားကောင်းပါစေဒီကိစ္စမှာတော့ငါ့ကိုဘယ်တော့မှမရှိနိုင်ဘူးပြီးတော့ငါသူ့ထက်ပို့ပြီးတော့ဆက်ဆက်ရေးကောင်းတယ်အလားလေးနဲ့လည်းပို့ပြီးတော့ကန်ကောင်းတယ်အလားကြီးရောအလားလေးရောကငါအပိုင်ပဲဒီကိစ္စမှာသူကငါ့ကိုဘယ်တော့မှမမိဘူးသူ့ရဲ့ချစ်တဲ့မှုအစင်ကငါထက်အနေငယ်မျက်နှာလွယ်လို့ကျန်တာအားလုံးကငါသူ့ထက်တာတယ်အိုးငါလိုထူးချွန်တဲ့နှစိုးကဒီလောကမှာရှားပါတယ်ငါတယောက်တည်းရတာရှိတာရှူလီကသူ့ကိုယ်သူအရန်အောင်မှကျင်းနေပါလေယခုကောင်းကောင်းဓာရီကနေဝမ်လင်းကိုတနာတဲ့အကြည့်နဲ့မမနာတက်တဲ့အကြည့်နဲ့ကြည့်နေပါလေဝမ်လင်းကသူ့ရဲ့တုံတော်အိတ်ကိုပို့လိုက်တော့ရှူလီကလာကျန်တဲ့နောက်ကိုလိုက်ပြီးအထဲကိုအမြင်မဲ့ဝင်သွားပါတယ်ရှူလီကတုံတော်အိတ်ထဲကိုဝင်သွားတဲ့အချိန်မှာရုတ်တရက်ရပ်တန့်သွားပါတယ်အဝေးကနန်းတော်ကြီးကိုကြည့်ပြီးအလှလေးမင်းရဲ့ကိုရှူကပြန်လာပြီငါဒီကနေထွက်မသွားတော့ဘူးမင်းကိုခေါ်မသွားနိုင်ရင်ဒီကောင်းလေးနှစိုးမျိုးကနေထွက်မသွားဘူးသူကတွေးလိုက်ပါတယ်ဒါနန်းတော်ရဲ့ဓာဆောင်လေးမှာမွေဓာကတုံခါသွားပါတယ်ပြီးတော့မိန်းကလေးတယောက်ပုံစံပြောင်းသွားပြီးနှာခေါင်းရှော့လိုက်ပါတယ်အဲ့ဒီယူစရာကောင်းပြီးအရှက်မရှိတဲ့ဓာဝဉ္ဉင်နဲ့ထပ်မတိတ်ပါစေနဲ့ထိုက်တွင်းဧကရီရဲ့အမေကိုစန့်ကျင်ရရင်တော့ဧကရီဓာကိုရှူပြီးသူ့ကိုနှစ်ချမ်းချပြမယ်သူမကျန်တဲ့ဆောင်နဲ့ပြောလိုက်ပါတယ်လာကျန်တဲ့ကောင်းကင်ဘုံဓာကိုပြင်ပြီးတဲ့နောက်ဝမ်လင်းကဟုံမျိုးကိုပြန်လာပါတယ်နေခင်းအချိန်ကကုဆုံးသွားပြီးညအချိန်ကိုရောက်လာပါတယ်ဝမ်လင်းကမွေနိုစီကိုပြန်တန်းလာပါတယ်ပြန်တန်းနေသူကမျက်မှောက်ကျုပ်ပြီးရက်လိုက်ကဘာဖြစ်တာပါလဲဝမ်လင်းကပြောလိုက်ပါတယ်လူတော်များထိုလန်းရဲ့တစ်ဖက်မှာပေါ်လာပါတယ်အမျိုးသားရောအမျိုးသမီးရောအလုံးကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်မှာရှိနေပါတယ်အချို့ကတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလဲအဆင့်နဲ့အမြင့်ဆုံးအဆင့်ရုံတော်ရောက်နေပါပြီ